ဆိုင်ကိုအင်ကြီးလာအပ်တဲ့ customer တွေထဲမှာသူတို့ယူလာတဲ့ပိတ်စအမျိုးမျိုးအလိုက်ကော်ပိတ်ကပ်ပြီးတော့ချုပ်ချင်တဲ့သူရှိသလိုကော်ပိတ်မကပ်ပဲနဲ့ချုပ်ချင်တဲ့ customer လည်းရှိတယ်ဒါပေမဲ့ကိုတိုင်ကဒီပိတ်စတွေရဲ့သဘောတရားကိုနားလည်ထားမှသာလျှင် customer ကကော်ပိတ်ကပ်ပြီးတော့ချုပ်မယ်ဆိုလို့ရှိရင်ဒီဟာမကပ်တင်ဘူးကော်ပိတ်မကပ်ပဲနဲ့ချုပ်မယ်ဆိုလို့ရှိရင်လေဒီပိတ်စဒီကော်ပိတ်ကပ်မှလှမယ်ဆိုတဲ့အကြောင်းအရာကို customer နားလည်အောင်တေချာလေးရှင်းပြပေးတတ်ရမယ်တချို့ customer ကြတော့ရှိတယ်သူကလုံကြီးလေးကိုတဲ့ပါမှာဆိုလို့တဲ့အမကိုကော်ပိတ်လေးကပ်ပေးပါအင်ကြီးကိုကြတော့ကော်ပိတ်မကပ်ပဲနဲ့ချုပ်ပေးပါဆိုလို့ရှိရင်ကိုကလည်းအဲ့ဒီအကြောင်းအရာတေချာနားလည်အောင်ရှင်းပြပေးရမယ်အမတို့one set ဝတ်မယ်ဆိုလို့ရှိရင်ဒီရဲ့လုံကြီးကိုကော်ပိတ်ကပ်ပြီးမှအင်ကြီးကိုကော်ပိတ်လွှတ်ထားရဲဆိုရင်တကယ်တမ်းရုပ်ထွက်ကအရန်ကိုကွာသွားတယ်ကော်ပိတ်ကပ်လိုက်တဲ့အတွက်ဒီရဲ့ပိတ်စတစားရဲ့တန်ဖိုးချုပ်လိုက်တဲ့အခါမှာဒီခန္ဓာကိုယ်မှာဝတ်ဆင်လိုက်တဲ့အခါမှာတန်ဖိုးပို့ပြီးတော့တက်သွားတယ်ရုပ်ထွက်လည်းအရန်ကိုလှတယ်အဲကြောင့်မလို့လုံကြီးကိုပဲကော်ပိတ်ကပ်ပြီးတော့အင်ကြီးကိုကော်ပိတ်လွှတ်ထားပါလို့ပြောလာတဲ့ customer ဆိုလို့ရှိရင်သူ့ရဲ့ပိတ်စကိုတေချာလေးကြည့်ပေးပါone set လုံးဟာကော်ပိတ်ကပ်မှလှမယ်ပိတ်စမျိုးဆိုလို့ရှိရင်တော့သူ့ကိုနားလေသဘောပေါက်အောင်ရှင်းပြပြီးတော့မှမတို့အင်ဂျီကိုပါကော်ပိတ်ကပ်ပြီးတော့မှတေချာလေးချုပ်ပေးပါမစီလာတဲ့ customer တချို့တလေဆိုရှိရဲသူကလုံကြီးကိုပဲကပ်ပေးပါအင်ဂျီကိုလုံးဝကော်ပိတ်မကပ်ဘူးနော်အမကကော်ပိတ်ကြီးကိုမကြိုက်ဘူးကော်ပိတ်ကပ်ရင်ပူမှာစိုးလို့ဆိုတဲ့ customer တော်တော်များများကအင်ဂျီချုပ်ပြီးသွားလို့ရှိရင်အမမှားသွားတယ်နော်လုံကြီးကိုကော်ပိတ်ကပ်တယ်လို့အင်ဂျီလေးကိုပါကော်ပိတ်ကပ်လိုက်ပိုလှသွားမှာဆိုတဲ့စကားတဲ့အမြဲတမ်းကြားရတယ်ဒါကြောင့်မလို့ကိုက customer တော့နားလေသဘောပေါက်အောင်ရှင်းပြပေးပါသူတို့လက်မခံဘူးလုံးဝကိုကော်ပိတ်မကတ်နဲ့အတင်းကိုညင်းနေမှသာလည်းအင်ဂျီကိုကော်ပိတ်လှုပ်ပြီးတော့ချုပ်ပေးပေါ့နော်အဲ့တော့လုံကြီးကိုပဲကော်ပိတ်ကပ်ပြီးတော့အင်ဂျီကိုကော်ပိတ်မကတ်ပဲနဲ့ချုပ်ရင်ရလားဆိုတဲ့လူလေးတွေမိကိုမေးထားတဲ့သူလေးတွေလည်းအမအခုဖြေပေးလိုက်တဲ့ဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင် customer တေချာနားလေသဘောပေါက်အောင်ရှင်းပြပေးနိုင်မယ်လို့ယုံကြည်ပါတယ်အမတော့မကာမီ fashion ရဲ့ teacher ချမ်းမြေဝေဖြစ်ပါတယ်ရှင်အသေးအမွှားတိတိလေးအစ view စိုက်ပေးပါအားလုံးကျေးဇူးပါ